အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ကျွန်မဒီဖတ်မိတဲ့မေတ္တာအကြောင်းလေးကိုပြန်လည်ပြီးမျှဝေပေးခြင်းပါတယ်အဲ့တော့ဒီမှာဆိုရင်မေတ္တာနှစ်ပါးရှိရပေါ့နော် two kinds of loving kindness အဲ့တော့ချစ်ချင်းမေတ္တာမှာဒီတန့်စင်မွန်မြတ်တဲ့မေတ္တာတရားတွေဆိုရင်ဒီ loving kindness ဆိုတဲ့စကားလုံးကို English မှာသုံးတယ်ပေါ့နော်ဒါကလည်းကျွန်မဒီ Oxford ဆရာတော်ဘုရားကြီးတရားရည်နားတဲ့အခါမှာ loving kindness ကိုခဏခဏသုံးတာကိုမှတ်သားရင်းနဲ့နောက်ပိုင်းလည်းဒီစာထဲမှာတွေ့တာများတော့ပေါ့နော်အဲ့တော့ဒီမှာဆိုရင်အချစ်ဆိုတာတဲ့ဒီမေတ္တာတရားဆိုရင် loving kindness ကိုသုံးတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဩဒိတမေတ္တာတဲ့တိကျရည်ညွှန်းပို့တာသောမေတ္တာပေါ့နော် loving kindness sending particularly and individually အဲ့တော့ကိုမေတ္တာပို့ခြင်းတဲ့သူပေါ့နော်ကိုချစ်ခင်နှစ်သက်တဲ့သူမေတ္တာရှိတဲ့သူကိုသူ့ရဲ့နာမည်ပေါ့နော်ဒါမျိုးလေးရည်ညွှန်းပြီးတော့ပို့တာတဲ့မေတ္တာမျိုးနောက်တစ်ခုမှာဆိုရင်အနောဒိတမေတ္တာပေါ့နော်တိကျမြည်ရုံပဲမရည်ညွှန်းမဲနဲ့စုပေါင်းပြီးပို့တာတဲ့မေတ္တာဒါဆိုရင်တော့အားလုံးကိုခြုံငုံပြီးတော့ပေါ့နော်ဒီမေတ္တာပို့လိုက်တဲ့အခါမျိုးမှာဆိုရင်ကျမတို့သုံးလို့ရတယ်အဲ့ဒီမှာဆိုရင် loving kindness sending in general ဒါဆိုရင်အားလုံးခြုံငုံပြီးတော့ပို့တဲ့မေတ္တာပေါ့နော်နောက်ပြီးတော့မေတ္တာ၃ပါးရှိရပေါ့နော် three kinds of loving kindness မှာဆိုရင်တဲ့ကာယကံမေတ္တာအဲဒီမှာရေးထားပါတော့ bodily loving kindness ဝစီကံမေတ္တာနဲ့ဆိုရင် verbal vocal loving kindness and နောက်ပြီးတော့မနောကံမေတ္တာဆိုရင် mental loving kindness ဆိုပြီးရေးထားရပါတော့နောက်မေတ္တာ928သွယ်မှာဆိုရင်တဲ့မေတ္တာစာဆိုရင်သူရေးထားရတော့ဒီမှာ poem written in a sympathetic vein love letter ဆိုပြီးတော့ရေးထားပါတော့မေတ္တာပေမ3ပါရှိတယ် three kinds of love ဒီမှာတော့သူအဲ့လိုမျိုးပြန်ပြီးသုံးထားပါတော့ love ကဒါဆိုရင်အချစ်တွေလည်းပါလို့နေမှာနော်တဏပေမဆိုရင်ဒါဇနီးမောင်နှံအချစ်ပေါ့နော် love between husband and wife ပေါ့နော်ဒါရမျိုးသားနဲ့မျိုးသမီးကြတဲ့ချစ်ချင်းမေတ္တာမျိုးတို့ပါတို့နောက် between ဒီမှာဆိုရင်ပေါ့နော် sorry ဂေဟတိတပေမပေါ့နော်ဒါဆိုရင်မိဘသားသမီးညီကိုမောင်နှမဆွေမျိုးချစ်တွေဆိုရင်ဒါ between parents and their kids brothers and sisters ဒါမျိုးတွေပေါ့နော်အစာရှိသဖြင့်သုံးတယ်နောက်မေတ္တာပေမပေါ့နော်တပါးသူရဲ့အကျိုးစီးပွားလူလားပြုဆောင်တဲ့ဖြူစင်မေတ္တာစိတ်ဆိုရင်တော့ pure love ဆိုပြီးတော့လည်းသူသုံးတယ်ပေါ့နော် for the welfare of others ဆိုပြီးတော့အဲ့တော့မိမိတို့အနေနဲ့ဒီမေတ္တာရဲ့အကြောင်းလေးနောက်ဒီသူရေးထားတဲ့ဒီပါဠိလိုစကားလုံးလေးတွေ English စကားလုံးလေးတွေအနေချင်းများပဲဖြစ်ဖြစ်အကုန်လုံးပဲဖြစ်ဖြစ်ဘူးသူတာရသွားဆိုရင်ပဲညဝေပေးရကြလေကျင်းတတ်ပါတယ်ကျေးဇူးများတင်ပါတယ်ရှင်